ဒါလေးလဲလိမ့်ဆန်ခွဲကိုမှစိန်သုံးပုံစံလေးခတ်ပြီးထားတာပဲဒါလေးကကြတော့တပတ်မပါဘူးဝမ်းဆက်အုပ်ပဲပေါ့နော်ငက်ခါပြလေးပဲခတ်ပြီးထားတယ်ငက်ခါပြအနက်ခံပေါ်မှာငက်ခါပြလေးကိုဒီလိုအပိတ်အပြည့်လေးအောင်နာတနာလေးနဲ့လုပ်ပေးထားတယ်ဒီမှာသူ့ရဲ့အောင်နာအပင်လေးရပါပေါ့နော်โอเคဆိုတော့ဒါလေးကကြတော့ဘေးမိတ်တွေမပါဘူးတပတ်စမပါဝမ်းဆက်အုပ်ကမှ2သိန်းခွဲနေရပါတယ်ဆိုတော့ item သူရဲ့အဆင့်အမျိုးအစားအကုန်လုံးကိုတအုပ်ချင်းစီဝယ်မယ်ဆိုရင်2သိန်းခွဲရမယ်ကိုကတကယ်လို့ promotion လက်လီပဲဖြစ်လက်ကဖြစ်ခန်းစားခွင့်ရှိရเนาะတခုရရှိရတော့ promotion က prepaid pre-order promotion ဖြစ်တဲ့အတွက်ကြောင့်မို့ကိုယူမဲ့အထက်တန်ဖို့တခါတိုင်းငွေကြိုချေပြီးတော့မှာထားမယ်ဆိုမှပဲအပူရမယ်ဟုတ်တယ်ပေါ့နော်ဆိုတော့ဒါကကျတော့အနက်ခံပုံမှာငက်ခါပြလေးလုပ်ပေးထားတယ်လိမ့်ဆန်ခွဲပုံစံတစ်မျိုးပဲအောက်နာတနာလေးနဲ့သူရဲ့အောက်နာအဆန်အပွင့်လေးကိုလည်းဒီလိုဒီဇိုင်းလေးပဲနော်ဆိုတော့နှစ်တရာကိုချစ်ပိုးနဲ့ခတ်ပေးထားတဲ့ဒါလေးကကျတော့တောက်ချင်းစီကို2သိန်းခွဲနဲ့ရပါမယ်နော်